Japan internet လက်ဆက်စင်းတယ်နိုင်မင်းတို့အိမ်ရမိုက်တယ်အော်တော့ဒီလိုလမ်းဟိုဘက်ကိုခင်းတာဂျားတွေကကလောင်ရှိတယ်မြောင်းကလောင်လို့ခေါ် ကလောင်လို့ခေါ်ဒီမှာဒီကားရ medium နဲ့ large size အော် medium နဲ့ large ဒီကောင်ဆို large ဒီကောင်ဆို medium ဟိုဘက်မှာ extra ဟိုရှေ့ရ extra မိုက်တယ်ဟာဒီဇိုင်းနေရတယ်လောက်လာတာကြာရင်20ခွန်ဟို27လားပြီးတော့သူက brown နဲ့မီဂိုနဲ့ပေါ့နော် brown နဲ့မီကိုတယ်ကျွန်တော်မီဂိုဒီအဆောင်တွေပါတဝင်းလုံးရဲ့အဆောင်တွေလားဟုတ်တယ်ဒါ security ဩကျွန်တော်လူမနေသေးဘူးလေဟိုသူတို့ကတိတယ်ဒီဟိုရှေ့ဂိတ်ကနေလမ်းပေါက်လိုက်ပြီဩအဲ့လိုရောက်ပါပြီခင်ဗျ နေရာကြီးပုတ် ဝရန်တာတွေများနေနောင်နဲ့ size တူဟုတ်လားဒီဇိုင်းတော့နည်းနည်းရှင်းတော့ပုံစံတစ်မျိုးလေးနည်းနည်းလေးတော့ရေချိုးကအိမ်သာဘယ်နှခုလောက်ရှိလဲ၅လုံး၅စုံတောင်ရှိတယ်ခန်း၅လုံးရေချိုးကန်းအိမ်သာ၅လုံး၅စုံတောင်၅လုံးရဲ့ဒီဘက်ကလူနေစရာမလိုတော့လူနေစရာမလိုတော့ပြီးတော့နိုင်မင်းထွန်းအိမ်ရောက်နေပါတယ်တော့ဖုန်းနဲ့ပဲဘလောက်နိုင်တော့မြက်ခင်းနေပါလေရှိသားပဲမစိုးပဲမြက်ခင်းရဲ့အပြင်မြက်ကိုတေချာစိုက်ပေးတာဟို तू ကဘာကို detect လုပ်သွားတာလဲပွင့်သွားတာပွင့်ဆန်လာပါအော်ဆန်စာပါတယ်နင်းပေါက်လို့တကားလို့လမ်းမေးရခဏချော့ရမှာအခုဆိုပြောင်းနေပဲငါတုတ်ကြည့်တော့လေကျန်လုံးကဖုန်တစ်စက်မှတော့မရှိကျွန်တော်တို့ဝယ်တော့နေရာအဆုံးဆုံးဘက်ကထက်ချေတာဩဆန်လို့ပိတ်တာဩမြန်လိုက်အဲ့ဘက်ကပြီးသွားပြီပြီးတော့ထုတ်ပြောင်းနေတယ်ဩစောက်တာမြန်တယ်နော်ဒါဆမ်မဲ့ဝင်မေးဘောက်ကွင်းရဲ့အိမ်ယာမီပေါ့ဩဆမ်မဲ့ဝင်မေးဒါလူကြီးကဒီမှာတော့ဝီရှဲတက်ဖို့လမ်းပါတယ်ကလေးဟိုဟာလေကလေးဝက်ချဲတွေပါတယ်ဆိုဒီကနေတက်လိုက်အောင်ပါပင်ကလေးဒီခါဆိုဒါလူကြီးကဩ direct access ရdirect access မိုက်တယ်ဟောဒီမှာတီးတန့်တစ်ခု4တက်လား5တက်လား3တက်ဟမ်3တက်လား3တက်ကိုအဲ့လောက်အကြီးလောက်တာခေါင်မိုးတော်မြင်ခေါင်မိုးရနဲတာကြီးအော်ဓာတ်လေကပါတယ်ဓာတ်လေကပါတယ်တဲဟုတ်ပါလားဓာတ်လေကကြီးပဲဓာတ်လေကကြီးပဲမဲဓာတ်လေကဒီမှာဒီအဲကွန်ပေါက်တွေပဲ4ရောက်တယ်260 kg တယောက်ကို90 60အားလို့ဆို60ပဲ60အေးပေါ့နည်းနည်းဝါရလို့ဆို3ရောက်ရပါပြီဒီလောက်ဆိုဝီရှဲသမားတော့ဝယ်တက်မှာဟုတ်တယ်ကျန်တဲ့လူကိုတက်ဝီရှဲလေးဆန်ဝီရှဲလေးဆန်ဟုတ်တယ်ခိုင်းနေပါရင်ဒါပေါ့ဆိုအိုးမီးမြဟောဒီမှာလှေကားကျဲသားပဲလှေကားပြက်ကပဲ size အပြည့်ဒါပါအိတ်ခမ်းလားဘာစားအကြီးဆုံးအော်အကြီးဆုံးဝါဒီမှာအိမ်ရည်ကြီးဘာလို့အော်
test တက်ကွန်ထရိုးပြသွားတယ် တော့ဒီဆိုလည်းအဲ့ဒါပြီးပြီလား ဟုတ်အကျယ်ကြီးပဲမှန်နဲ့ဟိုဘက်ကမှန်ကြီးနေရပဲခေါင်းတိုက်နေမှာတော့ဆိုရမရှိဘူးတော့ထင်ရတယ်ဒီနေရာလေကြီးနေရပဲ ဆက်လိုက် ဟာဟုတ် ဒီဘက်တော့ဖုံရှိ တန်နေပါရဲ့နော်ဒီမှာဖုန်ရှိတယ်ဟုတ်တယ်ဒါအပြင်ဆိုတော့လေအပြင်ဆိုတော့ဖုန်ရှိမှာပါ ဒီကောင်ဆို medium size ဒီကောင်နဲ့ဒီ ဒီကောင်နည်းနည်းသတိထားမှာဘေးကအထိန်မရှိဘူး ကလေး သွားဟိုလူကြီးပေါ့နော်တချို့သတိလစ်ပြီးသွားမှီတာပဲ မီလိုက် နော် နော် မကောင်းဒါမှမဟုတ်ကိုအထိန်တက်လိုက်ရပါတယ်နည်းနည်း ကုတ်ခံ အကောက်ကလေးနှစ်ခုလောက်ထည့်လိုက်ဟိုလေတချို့လူကြီးကြောင်နည်းနည်းသတိလစ်တယ်လေ မိမှာ မိမှာ ဒီမှာဘာညာဖေးခံဘာညာ menu ဟဲ့လို system ချောလေးနားမလေး အေးပါလေးလာအောင်စနေကို climate control နေစုံရစုံနေဟာဒီဘက်ကအခမ်းမဲလား ဒီခရီးပူဖျားတော့ အော်ဒီဘက်မှာတခမ်း ဘာမှဆောက်တယ် ဒါလည်းသူ့တီးတန်းစုံနဲ့တူပဲဟမ်လောက်ဝေးတာ အဲ့ကွန်ပါအင်းနာဒီချိုးနေရဖို့ပြင်မိတာ မိုက်တယ်ပဲအိုးလုံးဝစိတ်ငြိမ်ရကွာတိတ်ညာပဲ ကြားရအောင်ဟော တိတ်တယ် ဆိုလာပေါ်နေတယ်လေးရလေးနိုင်တော့မရှိ မရှိဘူး မရှိတော့လေးနိုင်လားမစ ကြား ကြားရ ကွာဒီဘေးကကားတန်တော့မှမလာ ကြားရ ဝေးပဲဝေးပဲဟုတ်တယ် ကျောင်းအဲ့တော့ဒါဘောကြတော့ဟော highway ထွက်တော့နီး ဟုတ်တယ် highway ထွက်တာနဲ့မီဂါဘိုင်းနာရောက် မိုင်းမရလည်းခေါ်လာ တယ်ဒီဘက် design village ဆိုပေါ်တော့နီးသေး ဟုတ်တယ် ဘေးချိုးလိုက်တာနဲ့ရောက်ပြီ ဒါလေးမှာစားဖက်တော့ကြည့်ကြည့် master bedroom နောက်တစ်ခါ plug တွေ USB တွေပါနေ USB ဒီ plug တွေကဘာလဲပါအောင် ဒါလူငယ် လူငယ်ကဒီဘက်ကတင်တစ်မျိုးပါသေးလားသူကတင်တစ်မျိုးကကာလာလေသူကအမဲအောင်ဟောဒါဆိုတော့အောက်ကတွေးတယ်ဝန်တာဒီဟာအဆင်ပြေတယ်ဘေးကိုကုတ်ထားတယ်ဟဲ့လားသူ့အားကဒီလို white ထားတော့ဒီကောင်ကအဆင်ပြေတယ်ဟိုကနည်းနည်းလေးပြန်အုပ်ထားတာပိုကောင်းဟိုဘက်ကဘာလမ်းလဲတခြားအိမ်ရပဲထင်တာ ကောက်ပြန်ဆမ်းနေဝယ် ဟောတော့ခေါက်ခွင်းနဲ့ရောက်သွားပြီလားမဲတော့အတန်ပေးတယ်ဟာတကားဖွင့်တာနဲ့ဟိုအတန်ပေးတာတကားဖွင့်တာနဲ့ဟိုအတန်ပေးတော့တာ ဒီဟိုထဲမှာတော့မိတ်တော့ ဟောဒီဘက်မှာတခန်းရှိတယ် အဲ့နိုင်ချိုးကန်တွေ့ရ ဒါလေးကျွန်တော် Grand Bangkok ဒီထဲမှာအခုရေရှိလား ရှိရှိ ဒါသူတို့ဒီကဟောပြန်ဖြုတ်မှာသူတို့ကာတာနော်မ CCTV ရှိတာ လေးလုံးအဲ့ဘက်ကလေ အဲကောဘယ်နာမြုပ်ထားလဲမသိ ဟိုအဲကုန်းနဲ့မတက်ရ ဘူးအော်မတက်ရသေးဘူးလားအဲကောကိုတက်မှာ နေတော့ပါ ပါပြီးသား line တွေထည့်ထားပြီးသားကိုကကိုစိတ်ကြိုက်တဲ့အကောင်းပါတယ်မိုက်တယ်ကျေးပဲ သွား
PMU Wi-Fi filtration system ပါဗျာ အော်အဲ့ဒါမှပါ အဲ့အိမ်လုံးကိုလေးတွေတော့တန်းစ တန်ရှင်း PM 2.5 စနစ် စနေပါ air purifier စနစ်ပါပြီဒါတဲ့အိမ်လုံး ကိုရှင်ပါပြီးရူဂျီဖြစ်တဲ့အတွက်ကျွန်တော်တို့အိမ်မလာခင်ကိုယ်အဲကွန်းတွေကိုပြန်ထိန်းလို့ရတယ် อ๋อ ပြန် အဲ့ လာ ဒါ ပြီးဖွင့်တော့ လမ်းဖွင့်တော့အချိုးဖွင့်တော့ ပြန်တော့အပြင်သွားလို့မေးသွားရဆိုပဲဖုန်းလေးပြန်ပိတ်ဒါဟာကျွန်တော်တို့ဖက်နက်တွေပါထား ဖနက်ခန်း လို့ကြည့် ထိုင်ကုန်နဲ့ဖနက်တွေပဲထား အေး ခီးကိုပါတော့ ခီး ကောင်းအိတ်တွေပါတယ်ပြင်ထွက်ကနေကို raincoat တို့ပါလို့ စုံနေစုံနေစုံနေ house door ဒါပါပဲ